ငါလိုလာပါလေဆိုရင်လည်းကြည့်ကောင်းသေးတယ်မင်းပုံကြီးကကြုံပြီးတော့မင်းနဲ့သွားရင်လည်းသိခါကြတယ်မင်းလည်းဆိုရင်ဘုန်းကြီးတူလားလေးပါပဲဘုန်းကြီးသားလားတဲ့ဒါတော့ဆိုးတဲ့ရုပ်ကိုဘုန်းကြီးသားလားဆိုတော့စဉ်းစားကြည့်ငါလည်းသိခါကြတယ်ဟုတ်တယ်မလားအလုံးဆုံးကနေမနေ့ခရလည်းပဲဆုံးကမလိုက်ဘူးပုံဆုံးဝေပေးမိရတယ်တအားမှားနေချိုရကြတယ်တအားတော့တယ်စားရတယ်မကြက်သားဟင်းကြီးကြီးကိုင်းတယ်ကိုယ်ဝှစ်ရှင်လုံးကမဟုတ်တာပဲချိုရတော့ရှင်လို့ဟင်းကောင်းစားရှင်ဝှက်တာမဟုတ်လားအမမဟုတ်ဘူးတော့မင်းဟိုဘက်နေ့ကကစုံရက်တွေပို့လို့တဲ့ကြောင်းမှမစားခြင်းဘူးတဲ့မင်းကငါတို့တောင်မှဒီကစုံရက်စားနေရတဲ့ကိစ္စကိုမင်းကကစုံရက်မစားခြင်းဘူးဆိုတော့ငါတို့ကဘာကောင်းလဲပြက်ကုန်ရုပ်ကတော်တူတယ်နော်မင်းကပြီးသားကြတော့ဟိုအိမ်မှာအိမ်ကဟိုနေလည်းသွားစားတယ်တဲ့ဟိုရည်ဒီမပြောတာကိုလည်းမရှိတော့တဲ့ကြက်သားရင်၄ရက်လောက်စားရတယ်ကြက်သားရင်ခုအစာချီမင်းကကြားတော့အဲ့ဒါမင်းကသွားပြီးတော့မင်းရဲ့ပုံစံကြမင်းရဲ့ဟိုသာဝေပုံလာကြသွားစားတယ်လာစားတယ်မမဘူးကလေးကြည့်ကြသူတို့ပြောတာပဲလေငါအဲ့ဒါတော့မတူဘူးလာပြီးတော့စားတယ်တဲ့ဘာသူမှတော့နဲ့သင်္ကန်းဝတ်တာလေတဲ့အိမ်ကလည်းကြက်သားလာစားတယ်တဲ့ဝေပုံလာကြလာစားတယ်တဲ့ကလေးကြည့်ကြလည်းမင်းဖေပဲလေအဲ့ဒါမင်းတို့သားဖားပဲကလေးကြည့်ကတော့မင်းတို့သားဖားပဲမင်းဖေကလည်းကိုမင်းမရှိတော့အိတ်လို့မရဘူးအိတ်လို့မရတော့ဘုန်းကြီးเจ้าလာပြီးတော့သားဖားတွေကဘာအကြံစီထုတ်နေမှမသိဘူးနေရတယ်အောင်မစီကျော်စီချက်ခောက်ဆွဲဟိုဘရိတ်တက်တွေ့ချပဲလားဖျားဝတ်တယ်တက်လားဒီကောင်ဖျားဝတ်တယ်လားနေအောင်အောင်ကိုကြည့်เนี่ยเต็มละได้ဟုတ်လားမင်းမတက်ရဘူးလားဖျားကြတော့ဟိုဒါပုံမှန်ဝတ်မတက်ရှင်ဘူးဖျားပုံမှန်ဝတ်တယ်မင်းမနဲ့ခရမထားဘူးမို့လားကဲမင်းလက်တွေ့မင်းမနဲ့ခရမထားဘူးခိုးပဲနေရလဲနေကင်းဆွန်းချမစားဘူးကြိုင်ရင်နဲ့ခွဲတော့တယ်တဲ့မင်းပုံစံနဲ့မင်းပြန်ကြည့်ဝိုင်းမှာမင်းကြည့်လို့မကောင်းတော့ဘူးငါလိုလာပါလေဆိုရင်လည်းကြည့်ကောင်းသေးတယ်မင်းပုံကြီးကကြုံပြီးတော့မင်းနဲ့သွားရင်လည်းသိခါကြတယ်မင်းလည်းဆိုရင်ဘုန်းကြီးတူလားလေးပါပဲဘုန်းကြီးသားလားတဲ့ဒါတော့ဆိုးတဲ့ရုပ်ကိုဘုန်းကြီးသားလားဆိုတော့စဉ်းစားကြည့်ငါလည်းသိခါကြတယ်ဟုတ်တယ်မလားအဲ့ဒါမင်းငါနဲ့လိုက်မလာနဲ့လို့ငါပြောရလေလိုက်နဲ့ငါနဲ့မလိုက်နဲ့တိုက်ရင်ငါလူတက်တာအမေကဘုန်းကြီးသားလားဘုန်းကြီးသားလားဆိုတော့အပြင်းကြီးတဲ့ရုပ်ကြီးကလည်းကြုံကြံလို့ရရင်သားတော့မှာတဲ့ကြောင်းသွား